ရင်စင်းဘိန်းလေးရင်စင်းတရုပ်ဘိန်းလေးပေါ့နော်နီးမထွက်လို့ဆိုတာကျွန်တော်တို့ဒီကွိုင်းကိုစိတ်ကြည့်လိုက်ရခါကျတော့ကွိုင်းကအဲဒီ step ကွိုင်းတစားကျွန်တော်လောင်းကျွန်တော်သူတို့ကဒီ CDI လေးစားလေးငုတ် CDI နဲ့သူတို့ကလုပ်ထားတာပေါ့နော်ဒါကိုဒီ CDI နဲ့နီးမထွက်တော့ဒီကောင်ကြွတက်တယ်ဒါကျွန်တော်တို့ကမိတစ်ချက်စမ်းတဲ့ခါကျတော့သူကဒီ light နှစ်ပင်ကတော့မီးထွက်သေးတယ် light နှစ်ပင်ကတော့မီးထွက်သေးတယ်ဆို light နှစ်ပင်ကတော့မီးထွက်တယ်ပေါ့နော်ကျွန်တော်တို့ဒီဘာလို့သူကျိုးပြောင်းလာတာသူကျိုးမှန်မို့ဟောကျွန်တော်ကမိတစ်စထည့်ပြီးတော့ကျွန်တော်တို့ဒီ CDI လေးစားနဲ့ပဲပြန်ထည့်ပြီးတော့အသက်ပေါ့နော်တင်းနဲ့ပြန်နှုတ်မယ်ဆိုတော့ကျွန်တော်ဒီမှာတော့စတက်ကလာတဲ့ဒီနေနဲ့ကျိုးနဲ့ကျွန်တော်တို့လုပ်ဟုတ်ပြီနေနဲ့ကျိုးလေးနဲ့ကျွန်တော်လုပ်မယ်ဆိုဒီတာနဲ့ကျွန်တော်ကဒီစီရဲ့အစ်ကိုကျွန်တော်ပြန်တက်မယ်စီရဲ့အစ်ကိုတက်မယ်ဆိုတော့စီရဲ့ဟောင်းတော့ဘာမှမထုတ်ပေးနိုင်တော့ဒီကောင်မသုံးတော့ကျွန်တော်ဒီစီရဲ့လေးစားနဲ့တလုံးလေးစားနဲ့ဟုတ်လေးစားလို့မစလို့ခါလက်ကောင်းကလက်ကမီထမထွက်စစ်ဒါစီရင်တက်ပြီတော့ဖွင့်မယ်ဒီစီရင်လေးစားအတင်းနဲ့ကျွန်တော်မီထမထွက်စစ်ဒါဆိုရင်မီထွက်လာချက်ပြီးဆိုရင်ကျွန်တော်ချက်ပြီးဆိုတော့လက်ကောင်းလေးပြန်တက်မယ်ကျွန်တော်စီလေးတက်လိုက်ပြီလက်တက်လိုက်ပြီဟုတ်မယ်